ပြေဝလူပြီးကြတာပျော်ရွှင်ရတော့ချိန်ခါချာလီရွာမှာလူပြီးတဲ့ကုသိုလ်စေတနာဖခင်ကြီးဦးမောင်မောင်မိခင်ကြီးတော်တင်ကြီးမိဘနှစ်ပါးခုချိန်မှာထားကကြီးတော်ရှင်ဆက်ကူငရေကရာကြီးလူတော်ပါမကွာပြူကရာအလူကရာဦးတော်သူရဲ့လူတော်ပါအလူမတော်စုလိုက်စီရနာဝိညာလူပြီးကြတာပျော်ရွှင်ရတော့ချိန်ခါချာလီရွာမှာလူပြီးတဲ့ကုသိုလ်စေတနာဖခင်ကြီးဦးမောင်မောင်မိခင်ကြီးတော်တင်ကြီးမိဘနှစ်ပါးခုချိန်မှာထားကကြီးတော်ရှင်ဆက်ကူငရေကရာကြီးလူတော်ပါမကွာပြူကရာအလူကရာဦးတော်သူရဲ့လူတော်ပါအလူမတော်စုလိုက်စီရနာဝိညာခိုင်မြစ်တာရေလုံးငါကြည်သူတရားကြည်ပေတာမိဘတွေ့စီစုဆက်မြတ်တဲ့လူပါလူငါများတော်လန်းသာလာလန်းဖြောင်းလို့ရညာချူတွေ့ရာထိုးလျက်လူနေပြန်တာဒါနာကိုအခြေခံကတွေးဆဆတာနေတာမမိုင်းစားကမယိုင်လာပါပြူတဲ့စေတနာပျော်ရွှင်သောခီးလန်းတွေဖြောင်းယူကြဖို့ရယခုပြုသမျှကောင်းမှုကဒီမဲ့တွေသာခိုင်မြစ်တာရေလုံးငန်းရဲ့မိသားစုတို့အလူတော်ပါသူတောင်းထိုးနဲ့တော်ဆုစုလိုက်ကောင်းမှုရာနာဝေဝေစာသမီးရှိယူပါတော့ဆိုယူဝေထွန်းနေတာမောင်မြင်လင်းတို့မိသားစုရဲ့အလူတော်ပါလူပြီးကြတာပျော်ရွှင်ရတော့ချိန်ခါချာလီရွာမှာလူပြီးတဲ့ကုသိုလ်စေတနာဖခင်ကြီးဦးမောင်မောင်မိခင်ကြီးတော်တင်ကြီးမိဘနှစ်ပါးခုချိန်မှာထားကြီးဟာရှင်ဆက်ကူငရေကရာကြီးလူတော်ပါဘဝဒီရာစီရနာဝိညာခိုင်မြစ်တာရေလုံးငါကြည်သူတရားကြည်ပေတာမိဘတွေ့စီစုဆက်မြတ်တဲ့လူပါလူငါများတော်လန်းသာသာလန်းဖြောင်းမှုရညာချူတွေ့ရာထိုးလျက်လူနေပြန်တာဒါနာကိုအခြေခံကတွေးဆဆတာနေတာမမိုင်းစားကမယိုင်လာပါပြူတဲ့စေတနာခီးလန်းတွေဖြောင်းယူကြဖို့ရယခုပြုသမျှကောင်းမှုကဒီမဲ့တွေသာခိုင်မြစ်တာရေလုံးငန်းရဲ့မိသားစုတို့အလူတော်ပါသူတောင်းထိုးနဲ့တော်ဆုစုလိုက်ကောင်းမှုရာနာဝေဝေစာသမီးရှိယူပါတော့ဆိုယူဝေထွန်းနေတာမောင်မြင်လင်းတို့မိသားစုရဲ့အလူတော်ပါခိုင်မြစ်တာရေလုံးငယ်ရဲ့မိသားစုတို့လူတွေဒီမှာလက်ယူရမဝီရတို့အမြဝီရတာဒူတာဒူတာဒူကိုဆူ
ရွှေရတော့ချိန်ခါ